ဒီနေ့ကတော့စိုးစိမ်းလုံးဝမပါဝင်မဲနဲ့တကြားနဲ့ကြောက်ဖြုံဒီပဲတုံးပြီးတော့အိမ်မှာရင်အလွယ်တကူထိုးစားလို့ရတဲ့ကြောက်ဖြုံယူထိုးနည်းလေးကိုပြသပေးသွားမှာဖြစ်ပါတယ်။အဆုံးထိလိုက်ပါကြည့်ရှုပေးကြပါအောင်ရှင်။ပထမဦးစွာကြောက်ဖြုံဒီရင်းရင်တစ်လုံးလိုပါမယ်။ကြောက်ဖြုံဒီကလေဒီအပြင်ကခွန်လေးတွေကဒီလိုအဖွေးလေးတွေဖွေးလေးတွေဖြစ်နေရဆိုရင်တော့ဒါရင်းတဲ့အသီးပေါ့နော်။ကြောက်ဖြုံဒီရင်းလေးကောင်းလေးဖြစ်ပါတယ်။လို့လို့ရှိရင်ယူထိုးတဲ့အချိန်မှာအရေးပြောသွားတတ်လို့ရင်းတဲ့အလုံးကိုသာအသုံးပြုပါမယ်နော်။ကြောက်ဖြုံတီးကအလုံးကြီးတာဖြစ်တဲ့အတွက်ဇမွားတော့တချမ်းကိုပဲအသုံးပြုပြီးတော့ထိုးသွားမှာဖြစ်ပါတယ်။ကြောက်ဖြုံတီးကဒီအလုံးအကြီးတစ်လုံးကိုလေဇမွန်တို့စီမှာ1500ပဲပေးခဲ့ရပါတယ်။ဈေးသက်သာတယ်လို့ခေါ်လာတော့မသိဘူးပေါ့နော်။တခြားစီမှာတော့ဘယ်လောက်ပေးရလဲဆိုတော့မသိပါဘူး။ကြောက်ဖြုံတီးလေးတဲ့အခါမှာဒီအလဲကဥရိုင်းကိုလုံးဝလှီးထုတ်ပေးလိုက်ရပါမယ်နော်။ဥရိုင်းရှိတဲ့နေရာကနေပြီးတော့မှဒီအဖြူသားရဲ့ဖြူသားကြံအောင်လို့မလို့ဥရိုင်းကိုလှီးထုတ်ပေးထားရပါမယ်။ပြီးသွားလို့ရှိရင်ကြောက်ဖြုံတီးကိုခက်ကြီးကြီးလေးတွေနေတော့စိတ်ထားပေးပါမယ်။အရင်သေးသွားလို့လည်းအဆင်မပြေပါဘူးနော်။မကြီးမသေးလေးတွေစိတ်ထားရပါမယ်။ပြီးသွားရင်တော့အခွန်လေးတွေခွာထားပေးပါမယ်။လှီးထားတဲ့ကြောက်ဖြုံသီးလေးတွေကိုရေနဲ့တေချာပြောင်းစင်အောင်ဆေးပေးပါမယ်ရှင်။ဆေးထားတဲ့ကြောက်ဖြုံသီးလေးတွေကိုစကားနဲ့ရေးစစ်ထားပါမယ်။ပြီးသွားရင်တော့ထုံးရည်ကြီးထဲမှာဆေးထားတဲ့ကြောက်ဖြုံသီးလေးတွေကိုစိမ့်ပေးမှဖြစ်ပါတယ်။ထုံးရည်ကြီးပြုလုပ်နည်းလေးကိုနောက်မှဗီဒီယိုသီးသန့်ဆက်ပြီးတင်ပေးသွားပါမယ်နော်။ဒီဗီဒီယိုရမ်းရှည်သွားမှဖြစ်လို့ဒီထဲမှာတော့ထုံးရည်ကြီးလုပ်နည်းလေးကိုထည့်ပေးမထားပါဘူးရှင်။ထုံးရည်ကြီးစိမ့်တဲ့အချိန်မှာတချို့ကတော့တညအသိစိမ့်ကြပါတယ်။ဇင်မောကတော့3နာရီလောက်ပဲစိမ့်ပေးထားလိုက်ပါတယ်။ပြီးရင်တော့3နာရီလောက်ထုံးရည်ကြီးစိမ့်ထားတဲ့ကြောက်ဖြုံသီးလေးတွေကိုရေသန့်နဲ့ပြောင်းစင်အောင်ဆေးပေးပါမယ်။ရေစင်အောင်ဆေးပေးပြီဆိုလို့ရှိရင်တော့စကားနဲ့နောက်ထပ်တစ်ခေါက်ရေစစ်ထားပေးပါမယ်။ဒီကြောက်ဖြုံလိုထိုးနည်းလေးရဆိုလို့ရှိရင်အိမ်မှာပဲအလွယ်တကူထိုးစားလို့ရပြီးတော့စိုးစေးတဲ့လုံးဝမပါတဲ့အတွက်ယုံကြည်စိတ်ချစွာစားသုံးနိုင်ပါတယ်။ပြီးသွားရင်တော့ရင်နွေးပပွက်ဆိုတဲ့မှာကြောက်ဖြုံသီးလေးတွေကိုတရေပြုတ်ပေးပါမယ်။စားလေးနဲ့ငှက်ထည့်ပြီးတော့ပြုတ်ပေးပါနော်။ကြောက်ဖြုံသီးလေးနှံ့ဆက်သွားအောင်လို့ဝေပေးပါမယ်ရှင်။တချို့ကတော့ဒီနေရာမှာ10မိနစ်15မိနစ်ပြုတ်ပါတယ်။ဇမွန်ကတော့5မိနစ်လောက်ပဲပြုတ်လိုက်ပါတယ်။5မိနစ်လောက်ရေနွေးနဲ့ပြုတ်ပြီးတဲ့အချိန်မှာကြောက်ဖြုံလေးတွေကိုရေခဲထဲမှာထည့်ပြီးတော့အေးခန့်ပါမယ်။ကြောက်ဖြုံသီးလေးတွေအေးခံပြီးသွားရင်တော့စကားနဲ့နောက်တစ်ခါရေစစ်ပါမယ်။ဒီနေရာမှာတချို့ကတော့နေအောင်နဲ့ခဏပြပါတယ်။ဇမွန်ကတော့ဒီထဲမှာပဲလေးတလက်ခံလိုက်ပါမယ်။ဒီအချိန်မှာရေချောက်ဖို့အရေးကြီးပါတယ်နော်။ကြောက်ဖြုံသီးမှာရေတွေကျန်နေလို့ရှိရင်ထိုးတဲ့အချိန်မှာပျော့သွားတတ်ပါတယ်။ပြီးသွားရင်တော့ကြောက်ဖြုံသီးကိုတကြားလေးနဲ့နေပေးပါမယ်။ဇမွန်ကတော့တကြားတစ်ထက်ကြောက်ဖြုံသီးတစ်ထက်အဲ့လိုခံပြီးတော့ပဲနေလိုက်ပါတယ်။တကြားနဲ့နေတဲ့အချိန်မှာတကြားနေလို့မရပါဘူးเนาะတကြားကိုအဓိကထားပြီးထိုးမှဖြစ်တဲ့အတွက်တကြားများများထည့်ပေးဖို့လိုအပ်ပါတယ်ဇမွန်ကတော့ကြောက်ဖြုံသီးတစားတကြားအဲ့လိုထည့်ပြီးတော့ပဲနေလိုက်ပါတယ်ဒီကြောက်ဖြုံယူထိုးနည်းလေးရဆိုလို့ရှိရင်တခြားမုံလုံးလေးတွေထပ်ခတ်ပြီးတော့နည်းနည်းလက်ဝင်ပါတယ်ဒါပေမဲ့ဇမွန်လိုမျိုးမုံလို့ရတာဝါသနာပါတဲ့သူတွေအတွက်ကတော့အိမ်မှာလိုက်လို့စားကြည့်ဖို့အကြံပြုပါတယ်ပြီးတော့ရင်တော့ကြောက်ဖြုံသီးလေးနဲ့တကြားလေးနဲ့နှက်ဆက်သွားအောင်လို့မှုပေးပါမယ်ဒီနေရာမှာတကြားရည်ပြောသွားအောင်လို့တညတိတ်ထားလိုက်ရပါတယ်ဇမွန်ကတော့တညတိတ်မထားတော့ဘဲနဲ့တကြားလေးနဲ့ကြောက်ဖြုံသီးလေးကိုနေပြီးရနဲ့ခဏထားလိုက်ပါမယ်မိနစ်20လောက်စောင့်ပြီးတဲ့အချိန်မှာတော့တကြားလေးတွေကအရေးပြောနေပါပြီ
နော်စိုးစေးလုံးဝမပါတဲ့ကြောက်ဖြုံလေးလေးစထိုးတော့မှာဖြစ်ပါတယ်။တေဦးကိုမီးအသင့်နဲ့အပူပေးပြီးသွားလို့ရှိရင်အရေးပြောထားတဲ့တကြားလေးတွေကိုအရင်ထည့်ပြီးတော့ကြိုပါမယ်။တကြားလေးတွေဗီဒီယိုထဲမှာမြင်ရတဲ့အတိုင်းအရေးဆူလာပြီဆိုလို့ရှိရင်တော့ကြောက်ဖြုံဒီလေးတွေကိုထည့်ပြီးတော့မွေပေးရပါမယ်။ကြောက်ဖြုံလေးထည့်ပြီးပြီဆိုတာနဲ့အဆက်မပြတ်မှုပေးဖို့လိုအပ်ပါတယ်။ကြောက်ဖြုံယူတိုးတဲ့အချိန်မှာအရေးကြီးဆုံးကတော့မီးပူချိန်ဖြစ်ပါတယ်။မီးကအရင်ကြီးပြင်းလို့လည်းမရတယ်လို့အရင်ကြီးနင်းလို့လည်းမရပါဘူး။ဆက်စချင်းတကြားရည်မခန်းခင်အချိန်မှာတော့မီးကိုအလဲအလက်အစင်းအပူချိန်ထားပြီးတော့ထိုးပေးရပါမယ်။တကြားရည်လေးတွေခန်းသွားပြီးတော့တကြားပွင့်လေးတွေစပြီးတော့ပွင့်လာပြီးမြင်လာရပြီဆိုလို့ရှိရင်မီးကိုအနှိမ်ဆုံးထားပြီးတော့ထိုးပေးရပါမယ်။ဒီနေရာမှာမှွေရာကိုရက်လိုက်လို့မရပါဘူးเนาะအဆက်မပြတ်မှွေပေးနေရပါမယ်။ဟုတ်လို့ရှိရင်တော့တကြားတွေကအိုးမှာကပ်ပြီးတော့တူးသွားတတ်ပါတယ်။ကြောက်ပြုံးသီးကိုအဓိကထားပြီးတော့ထိုးထားတဲ့ချိုးပွဲဖြစ်တာကြောင့်လူရသည်မှာစောက်သုံးပေးခြင်းဖြင့်ရင်အေးစေပြီးတော့တကြားတက်ပါဝင်မှုကြောင့်ကိုလက်မအိမ်မသာဖြစ်ခြင်းအာရင်ကုန်ကန်းခြင်းခေါင်းမူးခြင်းတွေကိုတက်တာပြောက်ကင်းစေပါတယ်။ဒါပေမဲ့လည်းတန်ဆေးလွန်ပေးဆိုတဲ့အတိုင်းကြောက်ပြုံးယူဟာထုံးရည်ကြီးတကြားစတာတွေကိုအများပြသုံးဆွဲပြီးတော့ထိုးထားတာဖြစ်တဲ့အတွက်မြောင်များစားသုံးပြီးလို့ရှိရင်သွေးကြိုစီကြိုဝေဒနာရှင်များအနေနဲ့သွေးရင်းတကြားတက်အလွန်မြင့်တက်ပြီးတော့ကျန်းမာရေးထိခိုက်နိုင်ပါတယ်။ဝေးချနေတဲ့သူတွေအတွက်လည်းကယ်လိုရီမြောင်များပါဝင်လာကြောင်းမလို့ကြောက်ပြုံးယူစားသုံးပြီးခြင်းဖြင့်ကိုယ်လေးခြင်းတက်လာနိုင်ပါတယ်။ခုဆိုရင်တော့ဇမုန်တို့မွေလာလိုက်တာတကြားလေးတွေပွင့်ပြီးတော့အခုအခြေအနေအတိုင်းတကြားကိန်းလေးတွေမြင်နေရပြီဆိုလို့ရှိရင်တော့မီးပိတ်ပြီးတော့ဒေဦးပူချိန်တိုင်းပဲမွေသွားပြရမှာဖြစ်ပါတယ်။ဒီနေသားလေးရောက်ပြီဆိုလို့ရှိရင်တော့ကြောက်ဖြုံယူလေးတွေကိုအေးခံပြီးတော့စားသုံးနိုင်ပါပြီ။အခုဆိုရင်ဓာတုစိုးစေးကင်းပြီးတော့အိမ်မှာပဲတန်တန်ရှင်းရှင်းနဲ့အလွယ်တကူလှုပ်ရှားလို့ရတယ်။ကြောက်ဖြုံယူလေးကတော့စားလို့ရနေပါပြီရှင်။အိမ်မှာပဲကိုယ်တိုင်အလွယ်တကူလှုပ်တာဖြစ်တဲ့အတွက်ကျန်းမာရေးနဲ့မြင့်ညွတ်မှလည်းမပူရတော့ပါဘူး။အခုအိမ်မှာလှုပ်တဲ့ကြောက်ဖြုံယူလေးရဆိုလို့ရှိရင်စိုးစေးလုံးဝမပါတာဖြစ်တဲ့အတွက်အယောင်လေးကတော့သူ့ရဲ့သဘာဝအယောင်လေးတိုင်းပဲဖြစ်နေမှာပါနော်။စမုံရဲ့ plot လေးတွေကိုအားပေးကြည့်ရှုကြတဲ့တူတယောက်ချင်းစီတိုင်းကိုအထူးပဲကျေးဇူးတင်ပါတယ်။နောက်ဗီဒီယိုတွေမှာလည်းအိမ်မှာပဲလွယ်တကူပြုလုပ်စားလို့ရတဲ့မုံလုံးလေးတွေကိုစူးစမ်းပြီးတော့တင်ဆက်ပေးသွားမှာဖြစ်လို့ဆက်လက်ပြီးတော့အားပေးကြပါအောင်လို့ဖိတ်ခေါ်ပါတယ်။နောက်ဗီဒီယိုလေးတွေမှာတွေ့ကြမယ်နော်။အားပေးကြည့်ရှုကြတဲ့တူတယောက်ချင်းစီတိုင်းကိုအထူးကျေးဇူးတင်ရှိပါတယ်ရှင်။ Bye bye